ဒီနေ့တယောက်တည်းပြင်းနေရနဲ့ဂိမ်းထဲမှာဟိုကြည့်တီရှောက်ကြည့်နေရနေပြီးတော့အင်းရညမဂိမ်းဆော့ဖို့လာခေါ်ပါတယ်သူခိုးလင်းကင်ပိုင်းဖြစ်တဲ့ကြောင့်မို့သူ့ကိုတီချာချာလေးကပါပေးပါဆိုလို့ပေါ့နော်တော့ဆော့ဖြစ်ခဲ့တာပါအနေကိုလည်းဟုတ်ပါပြီပေါ့နော်ဆော့ကြရပါဆိုပြီးတော့ဆော့လိုက်ပါတယ်ဒါပေမဲ့မဆော့ခင်နေရတီးနေတဲ့အရာတစ်ခုကတော့ဆော့တာနဲ့ရှုံးတော့မယ်ဆိုတာပါပဲခင်ဗျာအဲ့ဒီလိုနဲ့ပွဲကိုရောက်သွားပါတယ်ပွဲရောက်သွားတာနဲ့ချင်းကောင်တို့ချောင်းဘရိုလီတို့စတင်ပြီးတွေ့မိရတော့ပါမယ်အဲ့ဒီလိုနဲ့ပဲစတင်ပြီးတော့ဘန်းရတော့ပါမယ်အဲ့တော့ကျမကတော့အုတ်ကြီးကိုပဲဘန်းလိုက်ပါတယ်ဘာလို့လဲဆိုတော့အုတ်ကြီးကအုတ်ကျန်းလို့ပါအဲ့ဒီလိုနဲ့ပဲ hero trap စတင်ပါပြီအဲ့နဲ့ဘာကိုင်းလုံးကိုင်းမှမသိရတဲ့အတွက်ကြောင့်မလို့ကိုမှရှိစုမင်းစု skin လေးထုတ်ကြလိုက်ပါလေဒါလေးပဲကန်ရမလားဟိုဟာလေးပဲကန်ရမလားဆယ်လီနာလေးပဲကန်ရမလားကူရှင်လေးပဲကန်ရမလားဆိုပြီးတော့နောက်ဆုံးမှာတော့ကိုကန်နေကြဟီရိုလေးပဲထုတ်လိုက်ပါတယ်အဲ့ဒါတော့ရေခဲမှပဲဖြစ်ပါတယ်စမကုန်းလုံးခဲတောက်ပြမှာဖြစ်ပါတယ် God wow အဲ့ဒါနဲ့ကျမတို့အကုန်လုံးရွေးပြီးသွားပြီဆိုတော့ hero traffic လေးရဒီလိုလေးကြာလာပါတယ်ပေါ့နော်ကျမတို့ဘက်မှာအတွဲနောက်ပါလာပါသေးတယ် A few moments later အဲ့ဒါနဲ့ပွဲရောက်သွားတာနဲ့ပေါ့နော်ဟာယာဘူဇာတော့ဘတ်မျိုးဆိုပေါ့နော်သူတတဲလေးရတော့ပေါ့နော်ခိုးလေးမာဆာစီယာရှိယာစာနေသူညောက်ကတော့မောင်တထမ်းမက်တရဲ့အနေနဲ့ပေါ့သူစော့ကြရပေါ့နော် Super shy but wait a minute while I make ဟိုလင်းလေးကိုသွားပြီးကူညီမှုလုပ်နေတဲ့အချိန်မှာဟာယာဘူဇာဘက်ကနေပြီးတော့နည်းနည်းတော့မမှန်တော့ဘူးပေါ့နော်အဲ့ဟာတော့သူထွက်သွားလားမသိဘူးပေါ့နော်လိုင်းကျသွားလားမသိဘဲနဲ့ပြန်ပေါ်မလာတော့ပေါ့နော်ကျမကတော့ကျမတောင်းဝင်တိုင်းကျမကိုလေးမှနည်းနည်းပကြည့်ပြီးတဲ့အချိန်မှာဟာယာဘူဇာကတော့လုံးဝ AFK ဖြစ်သွားပါပြီအဲ့နဲ့ကျမစရနာခောက်ကြပါရဲ့စရနာခောက်ရင်နေပေါ့နော်နောက်ဆုံးတော့လေဆောနာပြောခဲ့တယ်လို့ပါပဲမဆော့ခင်နေအောင်ရှုံးနေရကိုကြီးဘဝကတော့အဲ့တော့ဟာယာဘူဇာကိုလည်းဒီနေရာကနေကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲdefeat